Okay အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့analysis လုပ်နေနေပေါ့နော်ကျွန်တော် SUI ကိုကျွန်တော် analysis video knowledge sharing အနေနဲ့ကျွန်တော် create လုပ်ပြီးတင်ပေးလိုက်တာဖြစ်တယ်SUI ကပေါ့နော် SUI ကinvestor တွေကလည်းကျွန်တော်ဒီ focus ထားနေတဲ့ crypto တစ်ခုလည်းဖြစ်တော့ပေါ့နော်အဲဒါကြောင့်ကျွန်တော်analysis video လေးကို create လုပ်ပြီးတင်ပေးလိုက်တာဖြစ်တယ် analysis video လည်းနောက်ပိုင်းတွေမှာကျွန်တော် update လေးတွေအများတန်း analysis video လေးတွေ share လုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် channel ကို like subscribe follow လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ် okay စလိုက်အောင် SUI မှာကျွန်တော် W1 ကိုကြည့်မှာဆိုရင်ဒါ SUI မှာကျွန်တော် W1 ကိုကြည့်မှာဆိုရင်ကျွန်တော် SUI ကဒါ BitView အနေနဲ့ပေါ့နော်သူတက်လာတာ BitView အနေနဲ့ W1 နဲ့ကြည့်ရင်တော့ W1 ကကြည့်ရင်ဒါ BitView အနေနဲ့ပေါ့နော်သူတက်လာတယ်ဒီမှာ break out bar ပေါ့ဒီ break out bar ကနေသူချိုးပြီးတက်တဲ့ 5.3 zone လောက်တော့ရှိမယ်နော်သူရဲ့သူ5.3 zone ထိကိုတက်လာပြီးတော့ဒီဒါ swing ပေါ့နော် impulse ဒါ retreat ဒါ retreat မှဆိုရင် retreat တင်ယူရတယ် retreat ကိုဘယ်လောက်ထိတူယူရလဲဆိုတော့ကျွန်တော်ဒီ Fibonacci နဲ့ကျွန်တော်ကြည့်မှာနော် retreat ကိုသူဘယ်လောက်ထိယူရလဲဆိုတော့ loss ကျွန်တော်loss market တဘောအရာကျွန်တော် Fibonacci တိုင်းပြီးတော့ကြည့်လိုက်တဲ့အချိန်မှာ okay သူဘယ်ထိယူတာလဲဆိုတော့ကျွန်တော် Fibonacci တိုင်းပြီးတော့ကြည့်မှာဆိုရင်ကျွန်တော်ဒီ 0.786 ဆိုတဲ့ zone ထိကိုသူယူရတယ်ဒါကဘာမှာ extension တွေကအမျိုးမျိုးဆွဲလေးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒါကျွန်တော်ရဲ့ပုံစံအတိုင်းကျွန်တော်ဆွဲပြီးတော့ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာဒါ1.414 ဆိုတဲ့ zone ထိပေါ့နော်ကျွန်တော်ကတော့ဒီ extension ကို 78.6 ဆိုရင်ကျွန်တော် 1.414 ဆိုတဲ့ zone ကိုကျွန်တော်ယူတယ်ဒါ 6.8 ဆိုတဲ့ zone ပေါ့နော် 6.8 ကျွန်တော်ဒီကကြကြံလေး6.8 ဆိုတဲ့ zone ကျွန်တော်ဒီမှတ်လိုက်ပါနော် 6.9 ဆိုတဲ့ zone ကိုကျွန်တော်ယူတယ်ဒါ Fibonacci တဘောရနေပေါ့နော်ဒါသူတခါဒီတစ်ဖြတ်ပေါ့နော်ဒီဘူးတစ်ဖြတ်ဘူးတွန်းတစ်ဖြတ်ကိုသူ6.9 zone ဒီကိုသူသွားဖို့ရှိတယ်ဒါသူရဲ့ဒါ swing ပေါ့နော်သူ retracement ယူတာတော့ 78.6 ဆိုတဲ့ zone ဟို retracement ယူတယ်ကျွန်တော် extension ရဆိုရင်ကျွန်တော်ဒီ6.9 ဆိုတဲ့ zone ထိသူရဲ့ potential ရှိတယ်ပေါ့သဘောမျိုးကိုကျွန်တော်အကြမ်းမြင်နေနေပေါ့နော်ကျွန်တော်ဒါကြည့်လိုက်တဲ့သဘောမျိုးရှိတယ်loss ရဲ့buyer back ကိုကျွန်တော်ဦးတည်တယ် buyer back ကိုကျွန်တော်ဘာလို့ဦးတည်လဲဆိုတော့ဒီမှာ resistance ဒီမှာ support အနေနဲ့တူလာတယ်နင်းလာတဲ့တစ်ချက်ဒီမှာ resistance ဒီမှာ support အနေနဲ့နေတာတစ်ချက်ပြီးတော့ဒီမှာ support အနေနဲ့နေတာတစ်ချက်ပြီးတော့ဘယ်ချက်ကိုကြည့်ပြီးကျွန်တော်buyer back ကိုကျွန်တော်ယူလဲဆိုတော့ဒီမှာ bit share လို့ဒီ bit candle ကိုကျွန်တော်ကြည့်ပြီးတော့ဒီ buyer back ကိုကျွန်တော်ယူတယ်ပြီးတော့ဒီ BitView ရဲ့ဒီ BitView ကိုသူချိုးရတယ်ပြီးတော့ဒါ impulse ဒါ retracement swing ပြီးဒါ impulse ကိုသွားတော့မယ် impulse ကိုဥဆောင်နေတဲ့ကန်တယ်ကဒီ bit share လို့ကန်တယ်ပေါ့နော်ဒါမျိုးတစ်ချက်ကျွန်တော်ပြုဒါ W1 မှာဒါမျိုးတစ်ချက်ကိုကျွန်တော် W1 မှာကျွန်တော်တည်ရတယ်ဒါကျွန်တော် daily ကိုသွားအောင် daily ကိုဆိုရင်ကျွန်တော်ဒီ daily မှာဆိုလဲလှတယ်ကျွန်တော်ဒီစုံလေးတွေအနေနဲ့ပေါ့နော်ကျွန်တော်မှတ်ရလွယ်အောင်ကျွန်တော် line လေးတွေဆွဲလိုက်မယ်line လေးတွေဆွဲမယ်ဆိုရင်ဒီမှာဒီစုံလေးမှာဒီစုံလေးတွေရှိမယ်ကျွန်တော်ဒီဖောက်မဆွဲတဲ့လူဆိုတော့ဒီစုံနာလေးမှာလည်းရှိမယ်ဒီစုံနာလေးမှာရှိမယ် loss တွေမှာအခုသူ bit သက်ဆိုင်မဲ့နေရာကဒီ2.8 ဆိုတဲ့စုံလေးမှာရှိတယ်သူက market အနေထားအရင်လှရဗျာ market အနေထားလည်းအရင်လှတယ်သူရဲ့တွာလာတဲ့ပုံစံတွေကလည်းအရင်လှတယ်ပြီးတော့သူဒီ channel ကြီးပေါ့နော်ဒီ channel ကြီးတစ်ခု10 channel အနေနဲ့သူအလုံးလုံးနေရတယ်ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်လောလောဆယ် seller တွေကပမာဝယ်နေလဲဆိုတော့ဒီမှာတစ်ချက်ကျွန်တော်တို့ဒီမှာတစ်ချက်နှစ်ချက်ဒီမှာတွေကလောလောလတ်ဒီမှာ seller တွေရှိနေတဲ့နေရာပေါ့နော်ဒီ seller တွေရှိနေတဲ့နေရာ4.15 ဆိုတဲ့စုံလေးမှာ seller တွေရှိမယ်ပြီးတော့ဒီမှာ buyer တွေအနေနဲ့ပမာရှိနေလဲဆိုတော့အခုလောလောလတ်သူအလုပ်လုပ်ထားတဲ့ဒီစုံမှာရှိနေနိုင်တယ်ပြီးတော့နောက်တစ်ချက်ကျွန်တော်တို့သိနိုင်တာကဒီမှာ fancy line အနေနဲ့ပေါ့နော်ကျွန်တော်ဆွဲလိုက်မယ် fancy line အနေနဲ့ကျွန်တော် turn line လေးတစ် line ဆွဲမယ်ဒီ turn line အနေနဲ့လည်းသူအလုပ်လုပ်နေတဲ့တစ်ချက်နှစ်ချက်သုံးချက်အနေနဲ့ပေါ့နော်ဒီ fancy line အနေနဲ့အလုပ်လုပ်နေတာတွေ့ရတယ်တခုကျွန်တော်သိလိုက်ရမှာဒီ channel ရဲ့အမိုးနဲ့ဒီ fancy line ကကျွန်တော်ဒီမှာဒီ trend line ပေါ့နော်ဒီ trend line နဲ့
ဒီ outrun line နဲ့ဒီ channel မိုးကကျွန်တော်ဒီကျင်းလာပြီပေါ့နော်ဒါ supply နဲ့ demand ဒါ buyer နဲ့ဆယ်လာတာဒီမှာဒါ fire တော့မဲ့အချိန်ရောက်နေပြီfire တော့မဲ့အချိန်ရောက်ပြီသူရဲ့ potential ကကျွန်တော်အပေါ်ဘက်ကျွန်တော်ကတော့ဒီ buying back buyer back ကိုကျွန်တော်ယူထားတယ် buy side ကိုကျွန်တော်ယူထားတဲ့သဘောမျိုးရှိတယ် buy side ကိုကျွန်တော်ယူထားတယ်ဒီတကယ်လို့သူတိုက်ရင်လည်းကျွန်တော် 4.15 ဆိုတဲ့စုံဒါ 4.1 point ဆိုတဲ့ဒီစုံပေါ့နော်ဒီစုံကိုသူတူတည်ချာ break out ဖြစ်ရမယ် break out ကလည်းကျွန်တော်ဒီမှန်ကန်တဲ့ break out ဖြစ်ရမှာပေါ့နော်မှန်ကန်တဲ့ break out ဖြစ်ဖို့လိုတယ်မှန်ကန်တဲ့ break out ဖြစ်ပြီးရင်ကျွန်တော်ဒီမှန်ကန်တဲ့ပြန်လာတယ်ပေါ့နော် retest အနေနဲ့ပြန်လာတာမှန်ကန်တဲ့ retest အနေနဲ့ဖြစ်ဖို့လိုတယ်ပေါ့နော်မှန်ကန်တဲ့ break out နဲ့မှန်ကန်တဲ့ retest အနေနဲ့ဖြစ်ဖို့လိုတယ်ကျွန်တော်တို့ဒီတဲကိုပြန်ဝင်လာပြီးတော့ body ပိတ်တာမျိုးတွေကျွန်တော်ဖြစ်လို့မရဘူးပေါ့နော်ဒါကျွန်တော်ဒါ buying back ဒါ buy side ကိုကျွန်တော်ယူထားပြင်မဲ့သူစင်းရင်လည်းစင်းသွားနိုင်တယ်ဒါ market ကဘာမှဆိုဖြစ်သွားနိုင်တယ်ဒါသူစင်းရင်လည်းဒါ2.8 စုံကိုတော့ဒီတေကြလေး smart ပေါ့နော်ဒါ break out ဖြစ်ဖို့လိုတယ် break out ဖြစ်ရင်လည်းမှန်ကန်တဲ့ break out ဖြစ်ဖို့လိုတယ် retest ပြန်လာရင်တော့မှန်ကန်တဲ့retest ဖြစ်ဖို့လိုတယ်ပေါ့နော်ဒီအထဲဘက်ကိုကျွန်တော် body ကိုပြန်ပိတ်တာတို့အဲ့မျိုးပုံစံလေးဖြစ်လို့မရဘူးပေါ့နော်ဒါဒီမျိုးလိုဖြစ်ရှိတယ်ဘာဖြစ်လို့ဆိုဒီကျွန်တော် 4.15 zone နဲ့ကျွန်တော် 2.8 ဆိုတဲ့ zone ဟာကျွန်တော်တို့ကဒီ buyer တွေကကျွန်တော်ဒီ 2.8 zone မှာရှိနေ seller တွေကဒီ 4.15 zone ဟာကျွန်တော်ဒီ seller တွေကရှိနေတယ်ပေါ့နော်ဒီနှစ်ခုကကျွန်တော်ဒီအခုဆိုရင် effect ဒါကျင်းလာပြီပေါ့နော်ကျင်းလာပြီဒါဘယ်လိုတစ်ဖက်ဖက်ကိုသူဖောက်ဖို့อ่ะဒီမှာspeed တွေတော့ကြံနေတယ်ပေါ့နော်ဒါသူဒီမှာတော့ကျင်းလာတဲ့သဘောမှာရှိတယ်ဒီကျင်းလာတဲ့အထဲမှာbuyer တွေပဲနိုင်ပါမလား seller တွေပဲနိုင်ပါမလားကျွန်တော်ဒီ patient လောက်ရအောင်ပေါ့နော်ကျွန်တော်စောင့်ကြည့်ရမယ်တစ်ဖက်ဖက်ကိုဖောက်ရင်လည်းကျွန်တော်မှန်ကန်တဲ့ break out တွေမှန်ကန်တဲ့ retest တွေဖြစ်အောင်ပေါ့နော်ဒါမျိုးတော့တစ်ချက်ကျွန်တော်စောင့်ကြည့်ရမယ်သဘောမှာရှိတယ် potential အရတော့ဘယ်စုံထိတွားမလဲဆိုရင်ကျွန်တော်တို့ buying back မှာဆိုရင်တော့ကျွန်တော်တို့ဒီခဏကကျွန်တော် potential ရဆိုရင်တော့ buying back မှာကျွန်တော် 6.9 ဆိုတဲ့စုံဒီ6.9 ဆိုတဲ့စုံဒီသူရဲ့ဒါ potential ရရှိတယ်ပေါ့နော်အဲ့လိုသဘောမျိုးရှိတယ်လောလောလတ်ဆိုကျွန်တော် TP1 TP2 အနေနဲ့ဆိုရင်ကျွန်တော် TP1 ဆိုတော့ 5.3 စုံTP2 အနေနဲ့ 6.9 စုံအထိသူကpotential အပေါ်ဘက်ကို potential ပေါ့နော်အပေါ်ဘက်ဆိုရင်ကျွန်တော် potential ရကျွန်တော် 5.3 zone 6.9 zone ဒီရှိနေနိုင်ပြီးတော့ကျွန်တော်အောက်ဘက်ကိုဆင်းရင်လည်းကျွန်တော်ဒီ zone ပေါ့နော် 1.6 zone ကိုဆင်းနိုင်တယ် 0.5 zone ထိလည်းသူဖြစ်သွားနိုင်တယ်ဒါ maybe ပဲပေါ့နော်ဒါ investor အနေနဲ့ဆိုရင်လည်းဒါ1.6 zone ကကျွန်တော်ဒီ buy low အနေနဲ့ပေါ့နော်ဒီ zone 1.6 1.8 ဆိုတဲ့ zone ကbuy low အနေနဲ့ဖြစ်လိမ့်မယ် buy support အနေနဲ့ဆိုရင်တော့ဒါ 2.8 zone မှာကျွန်တော်တို့ဒီတစ်ချက်ဝယ်ဖို့ကျွန်တော်စဉ်းစားလို့ရတယ်ပေါ့နော်ဒါ investor အနေနဲ့ကျွန်တော်ပြောတာ investor side ကနေကျွန်တော်ပြောတာ investor side အနေနဲ့ဆိုဒါတစ်ချက်ကြည့်ရအောင်ပေါ့နော်ဒါ buy တစ်အနေနဲ့ 0.15 zone ကတော့ဒီကျွန်တော်အရန်ပေါ့နော်ဒါဖြစ်နိုင်ကြတော့အရင်နေနေတယ် 0.51 zone ကိုတော့ဒါပြန်ရောက်ဖို့ဆိုတာဖြစ်နိုင်ကြနေတယ်ပေါ့နော်ဒါ buy support ပြင်မဲ့ဒီကောင်ကဒီ 1.6 zone က buy လို့ဖြစ်လိမ့်မယ်ဒါ investor ကနေကျွန်တော်ကြည့်တာဒါ trade ဖို့ဆိုရင်တော့ကျွန်တော်ဒီတော့ future trade ဖို့ဆိုရင်တော့ကျွန်တော်ဒီtrade ဝင်ဖို့ဆိုရင်တော့ဒီ 4.15 zone ကိုဒါတတိချာ break out ဖြစ်တာကိုကျွန်တော်စောင့်ရင် safe ဖြစ်မယ်ကျွန်တော် 2.8 zone ကိုတတိချာbreak out ဖြစ်ပြီးတော့ကျွန်တော်ဒီအကောင့်ကြီးတွေဘာလုပ်လိုက်လဲဆိုတာကိုကျွန်တော်ချက်စောင့်ကြည့်မယ်ကျွန်တော်ဆက်ရှိနဲ့ကျွန်တော်စောင့်ကြည့်ပြီးတော့သူတို့နောက်ကိုကျွန်တော်လိုက်တော့တစ်ဖက်ဖက်ကိုဖောက်တဲ့ဘက်ကိုကျွန်တော်လိုက်ရုံပဲအဲ့လိုသဘောမျိုးရှိတယ်ဒါဆိုကျွန်တော်ဘာတွေနဲ့ကြည့်ရမလဲဆိုတော့အကောင့်ကြီးတွေဘယ်လိုသွားလဲကျွန်တော်ဘယ်လိုကြည့်ရမလဲဘယ်လိုကြည့်ရမလဲဆိုတော့ကျွန်တော် rejection တွေhammer တွေ shooting star တွေhammer တွေဒီမှာ shooting star တွေဒါ rejection ကြီးတွေဒါ volume တွေဒီလို heavy volume တွေပေါ့နော်volume ကြီးတွေဝင်တာတွေကိုကျွန်တော်စောင့်ကြည့်မယ်တစ်ဖက်ဖက်ကိုဖောက်ရင်ဖောက်တဲ့ဘက်ကိုကျွန်တော်လိုက်မယ်patient လေး waiting ပေါ့နော်ကျွန်တော်ဒါ patient လုပ်မယ်ကျွန်တော် waiting ကျွန်တော်စောင့်မယ်တည်ကြသူတို့တစ်ဖက်ဖက်ကိုဘယ်ဘက်ကိုသူသွားမလဲဆိုရင်သွားတဲ့ဘက်ကိုကျွန်တော်လိုက်ရမယ်ကျွန်တော်ကတော့ buy side ကိုရွေးထားပြီမဲ့ဒါသူ market ကသူဘာပြောလဲသူပြောတဲ့ဘက်ကိုmarket ဘယ်လိုနိုင်သွားလဲတိုင်းတဲ့ဘက်ကိုကျွန်တော်တို့လိုက်ရမယ် okay
Okay ဆွေမှာကဒီလောက်ပဲပေါ့နော်ဆွေမှာကသူရဲ့flow ဒါ analysis flow ရတယ်သူလှတယ်သူလောက်နေတာလေတည်ကြကြလေးပေါ့နော်ဒီ market ကသူလောက်နေပုံစံတည်ကြကြစစ်စစ်လေးဖြစ်တယ်ကျွန်တော်လောစောက်ကြည့်ရမှာလား4.15 zone နဲ့ကျွန်တော်စောက်ကြည့်ရမှာ2.8 zone ဘိုင်ရ10လားအဲ့ဒါကိုကျွန်တော်စောက်ကြည့်ရမယ် focus ထားပြီးစောက်ကြည့်ရမယ်ပြီးတော့ FOMC meeting ကလည်းကျွန်တော်ဒီလမှာဆို start ပါတယ် FOMC meeting ရှိတယ်16လောက်တော့ကျွန်တော်ထင်တယ်နော်ဒီလမှာဆိုကျွန်တော်16မှာ start ပါ meeting ရှိတယ်ပေါ့နော်တွေ့တူတွေလောက်မယ်ဆိုရင်တော့ကျွန်တော် Bitcoin ပေါ့နော်ဒါ start with Bitcoin ဆိုတာ Bitcoin နဲ့ကျွန်တော်စပြီးကြည့်ရမယ် Bitcoin မှာလည်းအခုကျွန်တော် retracement အရင် video မှာတော့လည်းကျွန်တော်ပြောခဲ့တယ် retracement သူယူဖို့ရှိတယ်ပေါ့နော်အဲဒီ retracement နဲ့ဒီ4.15 zone နဲ့ဒါ 2.8 zone ကိုကျွန်တော်ချက်ဆောက်ကြည့်မှာနော် Bitcoin ရဲ့သဘောကိုလည်းကျွန်တော်Bitcoin ရဲ့ sentiment ကိုလည်းကျွန်တော်နည်းနည်းကြည့်မယ်ဒီတခြား crypto တွေပေါ့နော်ဒါဒီဆွေပါဝင်တခြား crypto တွေကိုလည်းကျွန်တော် analysis လုပ်တဲ့ခါကျရင် Bitcoin ရဲ့အနေအထားကိုကြည့်ဖို့လိုတယ်ပေါ့နော် Bitcoin ဖြစ်နေပြီလေဆိုရင်သဘောမျိုးပေါ့ Bitcoin က loss retracement ယူဖို့ရှိနေသေးတယ်ပေါ့အဲ့လိုပုံစံမျိုးရှိတယ်maybe ပဲပေါ့နော်ဒါ probability ရကျွန်တော်ပြောတာကျွန်တော်ပြောလို့ဖြစ်သွားမယ်လို့လည်းကျွန်တော်ပြောတာမဟုတ်ဘူးရောင်းပါဝယ်ပါလို့လည်းကျွန်တော်ကြံပေးနေတာမဟုတ်ဘူးဒါကျွန်တော် knowledge sharing လေး video လေးပါကျွန်တော်ဒါလုပ်နေတဲ့ပုံစံလေးကိုကျွန်တော် sharing လေးလုပ်ပေးရုံပဲဖြစ်တယ် okay ကျွန်တော်နောက်ထပ် video တွေမှာလည်းanalysis video လေးတွေတောက်လျှောက် update ကျွန်တော်လုပ်ပေးပါမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် channel လေး subscribe လုပ်လို့လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေဗျာ